โอเคဒီလိုမျိုးဗီဒီယိုဖန်တီးတဲ့နည်းလေးကိုကျွန်တော်မျှဝေပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Gemini ထဲကိုတွားပါမယ် Gemini ထဲမှာကိုလိုချင်တဲ့ဓာတ်ပုံလေးကိုထည့်မယ်ထည့်ပြီးတဲ့အခါကျရင်ကျွန်တော်ပေးထားတဲ့ဒီ prompt ပေါ့နော်ဒီ prompt လေးကိုကျွန်တော် comment ထဲမှာကျွန်တော်ပေးထားပါမယ်ဒီ prompt လေးနဲ့ကျွန်တော်တို့ပုံလေးကိုဖန်တီးလိုက်တဲ့ချိန်ကျရင်အခုလိုမျိုးကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ဒီလိုရရှိလာတဲ့အခါကျရင်နောက်ထပ်ဇက်ကောင်တစ်ခုအနေနဲ့လေကိုယ့်ရဲ့ပုံကိုပဲပြန်တုံးလို့ရတယ်လို့ကိုတုံးချင်တဲ့ဒီ celebrity ပုံတွေပဲဖြစ်ဖြစ်ရုပ်ရှင်ဇာတ်ကားတွေရဲ့ avatar တွေပုံတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေကျွန်တော်တို့ထည့်လို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်ကကြတော့ပုံနှစ်ပုံရွေးချယ်လိုက်ပါတယ်ဒီရလာတဲ့ပုံနှစ်ပုံကိုမှ download လုပ်လိုက်တယ် download လုပ်ပြီးတဲ့အခါကျရင် Google Gemini မှာကျွန်တော်တို့ဒီ flow ကိုဝယ်ထားတဲ့တူတွေကကြတော့ flow တွေကိုတွားလိုက်မယ်ပေါ့နော် flow တွေကိုတွားပြီးတဲ့အခါကျရင်ဒီအောက်ဘက်မှာရှိတဲ့နေရာလေးမှာကျွန်တော်တို့ frame to video ဆိုတာလေးရှိတယ်အဲ့နေရာကိုရွေးပြီးရင်ကျွန်တော်တို့အမှအပေါင်းလေးကိုနှိပ်လိုက်မယ်ပေါင်းလေးနှိပ်ပြီးတဲ့အခါကျရင်မိမိရဲ့ဓာတ်ပုံကို upload လုပ်လိုက်မယ်ကြွေကိုဓာတ်ပုံကအလဲလားဒီ landscape နဲ့လား portrait နဲ့လားဆိုတာကြတော့မိမိဘာသာမိမိရွေးချယ်ပါကျွန်တော်ကတော့ဒီ portrait ဖြစ်တဲ့အတွက်ကြောင့် portrait ပုံအနေနဲ့ဒီနေရာမှာပုံလေးကိုကျွန်တော်ရွေးလိုက်တယ်ပေါ့နော်ဒီမှာပထမပုံကျွန်တော်တို့ရွေးပြီးတဲ့အခါကျရင်နောက်ထပ်အပေါင်းလေးကိုထပ်နှိပ်မယ်နောက်ထပ်ဒုတိယပုံထပ်ပြီးရွေးမယ်ပြီးပြီဆိုရင်တော့ဗီဒီယိုအတွက် prompt နောက်တစ်ခုကိုကျွန်တော်ပေးထားပါတယ်အဲ့ဒီ prompt လေးကိုကူးထည့်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ဒီ site ပေါ့နော်ကိုကအထောင်လားအလဲလားအဲ့ပုံစံမျိုးလေးကျွန်တော်တို့ရွေးမယ်ရွေးပြီးတဲ့အခါကျရင်ဗီဒီယို output မှာရွေးပြီးပြီဆိုရင်တော့ကျွန်တော်တို့ generate လုပ်လိုက်တဲ့အခါကျရင်နောက်ဆုံးဒီပုံစံမျိုးလေးရရှိလာမှာဖြစ်ပါတယ်